ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့နာမည်ကတော့ My Statement ဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ဒီကောင်လေးတွေကိုပြပေးဖို့အောင်လေးဖြစ်ပါတယ်အမောင်းစင်းတော့မဟုတ်တော့ပါဘူးဗျာဒီတနေ့ကတော့ကျွန်တော်ဝယ်ထားတာပါဒီကောင်လေးကစံကြီးလေးပါကျွန်တော်လောင်းနေတယ်ဒီကျွန်တော်ဝယ်ထားတာပါဒီကောင်လေးကတော့ခါကုစုလေးပါနာရူတိုတွေကအာဂါစုကြီးလေးအကောင်ပါဒါကတော့4000နဲ့4000နဲ့3500ရဲ့ဒီကမ်ပန်ပေါက် blind bag ကြီးနော်ဒီအတောင်ကြီးပါတယ်နောက်ပိုင်းဒီလူရဲ့ဒီလို jet bag တွေပါအကုန်လုံး share မိုက်တယ်ပေါ့နော်ကျွန်တော်ပေါက်တာဒီပိုးထိပ်ကအကောင်လေးပါဒါပေမဲ့ဒီဟာအယောင်မတူဘူးဗျာဒီမှာကြည့်ဒါနဲ့တော့နည်းနည်းလေးရှင်းနေတယ်ကျွန်တော်ထင်လိုက်ပေမဲ့တော့အဖြစ်အောင်ဘာလို့အဝါရောင်ကြီးဖြစ်နေပါလဲဟုတ်လားဒါလေးကတော့စံကြီးလေးပါစံကြီးလေးမှာဆိုရင်ကျွန်တော်တို့ဒါလေးပါမယ်နောက်လေးနှာဘူးရုပ်လေးနှာဘူးရုပ်ကြီးပြောင်းဝက်ဒီဘက်ကဆိုကျွန်တော်ခဏပြပေးမယ်ဒါကတော့စံကြီးကနှာဘူးမျက်ခွက်ပဲဖြစ်ပါတယ်ဒီအဲ့ဒါဆိုရင်စံကြီးမှာဘာတွေကိုပါလဲဆိုရင်ဒီအင်ကြီးကိုပါမယ်ရဲတစ်ခုပါမယ်နောက်ပါရင်စတီတစ်ခုပါမယ်နောက်ပါရင်ဒီပြောမယ်ဒီကလက်မကိုင်းနေတာလို့အဲ့ဒါလေးပါမယ်ခါကုစုကြတော့ဒါမျိုးဗျာဒီအကားစုဒီဝိဆုံလေးပဲဒါတော့ဘာဒီသူ့မှာပါတဲ့ဒီအဲ့ဒီလိုပြောမယ်ဒီဘာကျွန်တော်ပုံနေရတယ်အင်ကြီးပို့ပဲပြောပါမယ်ဒီအိတ်ကလေးလည်းပါမယ်ဒီအင်ကြီးပို့လေးလည်းပါမယ်ဗျာဒီကတော့ရေးထားတာကတော့ Flying Wing Gundam Teacher Action Figure လို့ပြောတာဒါပေမဲ့ဒီကိုကြီးပါဟုတ်ကဲ့ဒီရဲ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်အဆုံးထိရောက်ပြီးတော့ပြောတာကျေးဇူးတင်ပါတယ်အားလုံးပဲ bye bye